ငါနဲ့6နိုင်ဖြစ်သွားပြီပဲဒါဆိုရင်ငါဟိုတော့လည်းဦးမင်းဆိုတော့ဟိုတက်လာခဲ့ကဲတမီးတို့နေထားတော့မမေးပါလေကျောင်းသွားတော့မလေးအင်ကြီးလေတော့ဟုတ်ကဲ့ပါမမေးကဲဒါဆိုရင်လေအောက်ဆင်းလိုက်တော့ရေချိုးလိုက်မရီလေးကလည်းနင်းဝေးလေးဆိုအေးလေးလေးငါတို့အင်းရေချိုးပြရတော့လိုက်အောင်မလေးညီမလေးဟုတ်ဒါဆိုရင်လို့မမေ့ဆောက်တော့ငါဘာလုပ်နေမလဲဟေးမင်းညောင်လေးဘလို့ထူရောက်နေမလဲမသိရေချိုးကြမယ်လာအင်ကြီးလေးဝိုင်းရေချိုးဖို့တမ်းမေဆောက်လိုက်ပါမေမင်းတို့ရေချိုးတော့လည်းမမေအင်ကြီးလေးလာမလို့မေဒီကမ်းမှာလေးလိုက်တော့အင်ကြီးလေးပွားပါ၏ဒါဆိုရင်ဟင်းချလာအောင်မဟင်းချက်ဖို့အတွက်တော်လာအောင်ပါမယ်ငါတို့ရေချိုးကြမယ်လေအေးဟုတ်သားပဲမြေလေးထောက်လိုက်စားကဲငါတို့ရေချိုးပွားဟင်းချိုးအင်းလေးဦးတော်လာအောင်ကျောင်းကိုဆုံးလေးဝလိုက်မနော်ကျောင်းယူဘွားရအဲ့ဒီတော့လည်းမလို့အိတ်ထားစမ်းမို့ကဲလည်းအဲ့ဒီဘွားရင်ကဲမမေပါလုံးနေမှလည်းမသိနော်အစင်ကြဒါလီအခုလုံးနေရငလီဘွားပေါ့ရောက်ကူလေးတန်းပေါ့ကဲငါလည်းချက်လို့ပြီးသွားထမင်းဝါးလေးပါပြင်လာအောင်မယ်ထမင်းဝါးလေးပါပြင်လာမနော်ထမင်းဝါးပြင်ဝါးမနေ့စာပြင်ဝါးပေါ့ကဲငါယောက်ျားကိုခေါ်လာကြားရီငါယောက်ျားပြရောဘာလဲမင်းမထမင်းဝါးပြင်ဝါးနော်အင်ဂျီလေးလာရေမချိုးတော့နော်အေးအဲ့မလို့ကလေးကိုပြင်ဆင်ဖို့အများလိုက်တာသူကကြောင်းသွားမှဆိုအေးပါนี่เลยบอยทำมั่วมาทางนี้ก็คลีลาทางเนาะให้ทำพี่นะมาทางจ้าไหมทางจ้ามันไม่ลาได้ไหมเกลามีเลทางทำไม่ไหวซาจารองကဲငါတို့စားနေကဲဖေမစားကြဘူးလားအဖေကမစားကြဘူးကဲမင်းတို့ကြောင်းသားပြီနော်ကဲချီရို့စ်လာတော့လေအေးငလာပြီမဲထမင်းကြအမပဲမင်းကြယူပါရို့စ်ပါပြီးလိုက်မင်းတို့တားပြီနော်အေးရို့ကြာနီးလေးပဲဆိုတလေးကြရအောင်လောက်တော့အခါပါရှင့်နမဒီနေ့ကျောင်းတမဆဆတရဆာ
ကဲနောက်ကြကြလေအော်ချမေးပါပဲနေပြီးတော့နေအကြောင်းသားတင်မလားဟုတ်တယ်လေလာဒါဆိုရင်ကျောင်းမနေ့ဖြစ်မလားမှာပေါ့နော်ညာအဲ့ဒါကျူရှင်ပေါ့နော်နောက်နေ့ကျရင်မျိုးလာမှာလေကဲပါဆရာမယေးရကျောင်းပိတ်တယ်လေရှင်မတက်ရသေးဘူးမကြကလေးတင်နေရပဲဟဲ့အပြင်ဝါချက်ပြကနေအောင်နေအောင်ဒီချက်ပြမှားပါဘာလဲဒီချက်အမပဲထဆော့နော်ချက်ပြီးတော့မှပဲချက်ဒီချက်တော့ကြာတင်းတော့ကြာမဆော့ရကြောင်တိလားဟောဟာလားဒီပြီးလဲဆော့မယ်ဆော့ရကြာကဲငါတို့ပြန်ရမယ့်အချိန်ရောက်ပြီပဲဟာပြန်ရမယ့်အချိန်ရောက်ပြီဆိုတော့ငါတို့ကြာနီးလေးပဲဆိုတော့ငါတို့အရင်နီးလေးပဲဆိုတော့ကဲလာဖေမမေဟဲ့တမီလေးတို့မေရနီးလေသာစားနေရောနော်တမီတို့ထမင်းကောင်းလားကောင်းနေလိမ့်မီအေးချင်းအောင်ထားကြမယ်ချင်းအောင်ထားပွားစားအင်းမအင်းကြီးလည်းငါရဲ့လက်တတူကြည့်ကြမယ်လေညီမလေးအေးဟုတ်တာပဲမလက်တတူကြည့်ကြလေပြီးကြကုန်ပြီလက်တော့ကြည့်ကြမယ်လက်တော့စစ်ကြောင်ကတည်းမရမလားအေးဟုတ်တာပဲချင်းနေပါစားကြလာတော့ခဏနေရှိပါမောင်မင်းကြီးဘောအပြင်မှာဟဲ့ငါတို့ကြီးအောင်ပါပဲစားလိုက်တော့မမီတို့ဖေရောစားနေပြီလို့ထင်တယ်ဟုတ်တာပဲလာညီမလေးညီမလေးလာဒါဆိုရင်လေကထမင်းတစားတော့မှာပဲပါဖေကမမေစားနေပါပြီညီမလေးကထမင်းမစားဘူးဆိုတော့ညီမပဲထမင်းစားလိုက်ပါညီမလေးကဘိုင်းနာရေးစားမတော့ထမင်းစားကနေဘိုင်းနာမီဟဲ့ထမင်းမစားနေရလေညီမလေးပြီးစေးတယ်လေလီဟုတ်ကဲ့မေကဲမလေးလာလီစေးတော့ရီပဲမလေးမလေးလာမလေးကိုညီမလေးနဲ့စားလို့ညီမလေးပန်းမနာပန်းဒီလေးတစ်လုံးပြီးပန်းဒီလေးပြီးမှာပေါ့နော်စားလို့ရမ်းကောင်းနေတယ်လားအမတကယ်ဆိုသူမတိအောင်လေးစေးလေးထည့်ရပါရှင်ကင်ညီမလေးအေးရတော့မစားပြီးအိတ်တော့မနော်ကဲလာအင်ကြီးလေးပြီးအိတ်ရတော့မจ้ะညီမလေးဖေရဝါလားဟုတ်လာပြီဒါအင်ကြီးလေးရမယ်ညီမလေးမြင်လို့ကဲအင်ကြီးလေးဖွဲ့စရာအေးကြတော့မယ်ဖေရမရတော့ဘူးဒီရန်လို့ရှုံးနေလို့ပေါ့နော်အေးကြမယ်ငါအေးပြီပဲအေးငါတို့တူဖတ်အိမ်မယ်ဖေရမရပြီးပါငါလည်းအင်းကြီးလေးပဲအေးလိုက်တော့မယ်ငါလည်းမစားချင်တော့လေတော့ဖေလည်းအင်းကြီးလေးပဲအိပ်ပါပြီမမေလည်းအိပ်ပါပြီနောက်ဆုံးတော့ကလေးနှစ်ယောက်ပြတော့ကဲငါတို့ရဲ့အင်းကြီးလေးဝိုင်းဆိုတော့အိပ်ကြတော့မယ်လေအေးဟုတ်တာပဲအောက်ပြချောနာဟလာမမနာပါဦးရလာအဲ့တော့လာလီမ
ဝတ်လာညီမလေးဘာမှဖြစ်ဘူးနော်မလေးရမ်းကြောက်တယ်မလေးပြုတ်ကြမှန်းစလို့ကဲအဲ့ကြပါပြီရှင်တော့ဒီလောက်ပါပဲ like and subscribe comment မှာရေးမလို့မမေ့ပါနဲ့ဒါလီလီရဲ့အစစ် character ပေါ့နော်အညူရောင်လီလီအစစ် character ပါရှင်လီလီကအဲ့လိုဆိုရင်လီရန်တဘောကြာအားကြောင့်တတာ